ကိုယ့်ရဲ့ပန်းတိုင်တွေကိုယ့်ရဲ့အိမ်မက်တွေကိုဘယ်လိုဖြစ်အောင်လုပ်ရမလဲဆိုတာမသိချရင်ဒီဗီဒီယိုအဆုံးထိကြည့်သွားနော်ဇမီပါဇမီရဲ့ vlog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဇမီရဲ့ဇမီရဲ့ vision board လေးကို sharing လုပ်ပေးချင်ပါတယ်ကဲအရင်ဆုံး vision board ဆိုတာပါလဲဘာလို့လုပ်တာလဲဘာလို့လုပ်တင်တာလဲဆိုတဲ့ဟာကိုဇမီနည်းနည်းပြောပြချင်တယ်ပေါ့နော်အဓိက vision board ဆိုတာပါလဲကိုဖြစ်ချင်တဲ့ goals တွေပန်းတိုင်တွေအိမ်မက်တွေကိုဖြစ်ချင်တဲ့ lifestyle တွေကို note တွေစာအုပ်တွေမှာမှတ်ထားတာမဟုတ်ဘဲနဲ့ likeကိုမျက်စိနဲ့မြင်အောင် visualize လုပ်ထားတဲ့ဟာပေါ့နော်ဒီလိုမျိုးပေါ့နော်ကိုကြိုက်တဲ့ပုံလှလေးတွေနဲ့ဖန်တီးထားတဲ့အရာပါကဲဒုတိယအချက်အနေနဲ့ vision board ကိုဘာလို့လုပ်တင်လဲ why vision board က it helps you what you truly want in your life ကိုရဲ့ဘဝမှာကိုအမှန်တကယ်ဘာလိုချင်တာလဲဆိုတဲ့အရာကိုကူညီပေးတဲ့အရာတစ်ခုဖြစ်တယ်တချို့အချိန်တွေမှာကိုရီးယားအလုပ်အရန်များတာပဲဖြစ်ဖြစ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့အချိန်မှာပဲကိုဘာဖြစ်ချင်တာလဲကိုဘာလိုချင်တာလဲဆိုတဲ့ဟာကိုမေ့သွားတတ်ကြတယ်အဲကြောင့်မလို့ဒီ vision board ကကိုသွားချင်တဲ့လမ်းကိုနှိတာတိပေးနေတဲ့အမှတ်အသားတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ vision board ကိုအမြဲတမ်းမြင်နေတဲ့နေရာမှာထိထားရမှာပေါ့နော်ပြီးတော့တစ်နေ့ကိုsecond 30လောက်ကိုကြည့်ရမှာအမြဲမြင်နေရတော့ like ညတိုင်းမနက်တိုင်းမြင်နေရတော့ကိုဘာဖြစ်ချင်လဲဆိုတဲ့ဟာကိုပြန်ပြီးတော့ remind လုပ်တယ်လို့မျိုးပြန်လေတတိရစေတဲ့ဟာဖြစ်တယ်တခါတလေကြရင်ငါဘာကြောင့်ဒီလိုလုပ်နေရတာလဲဘာလို့မရက်ပဲနဲ့စူးစမ်းနေရတာလဲငါဘာဖြစ်ချင်တာလဲငါလုပ်နေတာကိုမှန်ရဲ့လားဆိုတော့အဲ့ဒီအကြောင်းရင်းတွေအဲ့ဒီမိခွန်းတွေကိုပြန်လေတတိရစေတယ် vision board ဆိုတာအိမ်မက်တွေအကြီးကြီးတွေကြောင့်မဟုတ်ဘူးကိုဘဝကိုကိုယ်တိုင်တာဝန်ယူချင်ကိုရဲ့ career ပိုင်းလားကိုယ့်ရဲ့ relationship လားကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလားကိုယ့်ရဲ့တကယ်ကျန်းမာရေးကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အလုပ်ကိုယ်ရွေးချယ်ချင်လို့ပါအရေးကြီးဆုံးကဒီ vision board ကအိမ်မက်တွေကိုအလိုလိုဖြစ်စေတဲ့အရာမဟုတ်ဘူးဒါပေမဲ့ခုနစမီပြောသလိုပဲကိုဖြစ်ချင်တဲ့အရာကိုနေ့တိုင်းလှုပ်ဆောင်ရမယ့်အရာတွေကိုမှန်တဲ့လမ်းကြောင်းပေါ်မှာထားပေးနိုင်တယ်နောက်ပိုင်းဆိုလို့ရှိရင် vision board တော့မဟုတ်တော့ဘူး action board ဆိုပြီးတော့လုပ်ကြရပေါ့နော်တကယ်မြင်ရတဲ့အရာပဲမဟုတ်ဘဲနဲ့ကိုတကယ်လုံးမဲ့ဟာ action board ဆိုပြီးတော့ရှိရပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်စမီစကားတွေအများကြီးမပြောတော့ဘဲနဲ့ဒီ vision board ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုစမီပြောပြပါမယ်အရင်ဆုံးကိုဖြစ်ချင်တဲ့ကိုရဲ့အိမ်မက်တွေကိုရဲ့ goals တွေကျမရေးလားဘာသာရေးလားလူမှုရေးလားစီးပွားရေးလားကိုရဲ့ family လား relationship လားဒီနေ့ပဲခီးသွားမလဲဆိုတဲ့ဟာတွေကိုစမီအရင်ဆုံးချရေးလိုက်တယ်ပေါ့နော်ပြီးတော့ဒုတိယအချက်အနေနဲ့စမီတို့တွေကို inspire ဖြစ်စေတဲ့ကိုကြိုက်တဲ့ပုံတွေ like Instagram မှာ share လုပ်ရတယ် Facebook မှာ share လုပ်ရတယ်တခြား platform တွေမှာအများကြီးရှိရပေါ့နော်ကိုကြိုက်တဲ့ပုံ share လုပ်ရတယ်ဒါပေမဲ့စမီက Pinterest ကိုတွားပြီးတော့ Pinterest ကနေစမီကြိုက်တဲ့ပုံတွေရွေးလိုက်တယ် Gym solution Gym နဲ့ပတ်သက်တဲ့ပုံကိုတကယ် motivation ရစေတဲ့ပုံတွေစမီရွေးလိုက်တယ်ပြီးလို့ရှိရင် iPad ပေါ်မှာအရင်ဆုံးစမီ vision board ကိုလုပ်လိုက်တယ်ကဲဒါစမီရဲ့ iPad ပေါ်က vision board ပေါ့နော်ကဲအခုဆိုလို့ရှိရင်အပြင်ကတကယ်စမီရဲ့ real vision board ကိုလောက်ကြ vision board လောက်ဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုး board တစ်ခုလိုတယ်ပေါ့နော်စမီက budget save ချင်လို့ဒီຢာတွေကို color print နဲ့ပဲအလုပ်မှာတစ်ခါထုတ်ခဲ့တယ်ကဲဆိုတော့ဒီຢာတွေအကုန်လုံးညက်ပြီးတော့စမီတို့ဒီ vision board မှာကပ်မယ်ပေါ့နော်ဒါကစမီရဲ့2026ရဲ့စမီရဲ့ vision board finalize ပုံပါစမီရဲ့2026ရဲ့ goals ကဘာဖြစ်မလဲဆိုတာစမီပြောပြမယ်နော်ဒီပုံကိုတခြားကြည့်ချင်လို့ရှိရင် comment ထဲမှာဝင်ကြည့်လို့ရတယ်နော်ပြီးတော့အရင်ဆုံးအပတ်တိုင်းစမီ church double လုပ်ထားရယ်ပြီးတော့ read your bible ကျမ်းစာဖတ်မယ်ပြီးလို့ရှိရင်give respect and get respectပြန်လည်ပေါ့နော်ဒါကအလုပ်မှာပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ဖြစ်ဖြစ် like a relationship မှာပဲဖြစ်ဖြစ်ကိုက respect ပေးမှကိုကို respect ပေးကြမယ်ကိုက respect ပေးမှကိုက respect ပေးရခံရမယ်အဲ့လိုမျိုးပေါ့နော် meet my family in this year စ
မီဒီနေ့ထဲမှာစမီညီမလေးစမီအမတွေနဲ့တွေ့ဖို့လုပ်ထားတယ်စမီရဲ့မိသားစုအမျိုးတွေနဲ့တွေ့မယ်လုပ်ထားတယ်ပြီးတော့ဒီအောက်ပိုင်းကကြတော့explore the world joyfully and safely ဆိုပြီးတော့စမီရေးထားတယ်စမီသွားမှာကစပိန်သွားချင်တယ်ပြီးတော့ Italy သွားချင်တယ်ပြီးလို့ရှင်ဒါကစမီရဲ့လုံးဝ dream city dream country Greece ရဲ့ Santorini ပြီးတော့ဒီက Thailand Bangkok သွားဖို့လုပ်ထားတယ်ပြီးတော့ patient ဒါ2026မှာအရင်လုပ်ရမယ့်အရာပဲအရင်ဆုံးလုံးဝ main လုပ်ရမယ့်အရာစမီရောအကုန်လုံးကစိတ်အရင်ရှိအမအရင်စိတ်ရှိတယ်နော်စမီကစိတ်ရှိတယ်နော်ဆိုပြီးပြောကြတယ်တကယ်တော့စမီ family စမီနဲ့လုံးဝ close friend တွေစမီရဲ့အနီးဆက်ဆုံးလူတွေကစမီကိုသိတယ်စမီလုံးဝစိတ်မရှိဘူးအဲကြောင့်မလို့2026မှာစမီစိတ်ကိုအသက်နိုင်ဆုံးစိတ်ရှိမယ်ဆိုပြီးစမီ main ဟိုလိုမျိုးအချီထိုးတဲ့ပုံနဲ့စမီလောက်ထားတယ်ပြီးတော့ဒီဟာကကျန်းပိုက်လေးစမီရေးထားရပေါ့နော်ဒီဟာကဖေစမီတယောက်တည်းဆိုရင်ဒါရမလုံနိုင်ဘူးဖေကနဲ့ဆိုလို့ရှိရင်အကုန်လုံးဖြစ်နိုင်တယ် with God all things are possible ဆိုပြီးစမီရေးထားရပေါ့နော်ဒါ relationship ကိုလည်း healthy ဖြစ်စေချင်တယ်အချင်းချင်း understanding support ရဲ့ communication patient ပြီးလို့ရှိရင်ဥပက္ခလည်းပိုကောင်းတဲ့လူဖြစ်ချင်တယ်အဲ့ဒါကြောင့်မလို့ healthy relationship ဖြစ်အောင်လုပ်မယ်ဆိုပြီးစမီရေးထားတယ်ဒီအပိုင်းတွေက positive thinking 2026 is my year ဆိုပြီးအလေတဲ့မှာအကြီးနဲ့ရေးထားတယ်ဒါကြတော့စမီက1 vlog or reels a week vlog တစ်ခု reels တစ်ခုတစ်ပတ်ကိုရအောင်တင်မယ်ဆိုပြီးတော့လုပ်ထားတယ်တကယ်တော့စမီက full time လုပ်နေရလူဆိုတော့တစ်ပတ်မှာတစ်ခုလုပ်ဖို့ဆိုတော့မလွယ်ဘူးဒါပေမဲ့လည်းရည်မှန်းချက်ဆိုတော့မြင့်ထားရပါတော့နော်ပြီးတော့ 10k followers ဆိုပြီးရေးထားတယ် 10k ဆိုတော့စမီတို့က that's a lotဆိုတော့ 10k followers ဆိုလို့ရှိရင်အများကြီးစမီစူးစမ်းရမယ်ပတ်စံစုမယ်ဒီနေ့က family နဲ့တွေ့ဖို့လုပ်ထားတယ်ခီးလည်းအများကြီးတော့ဖို့လုပ်ထားတယ်ဆိုတော့စမီအဓိကပတ်စံစုမယ်ပတ်စံကိုတေချာစုမယ်ဆိုပြီးတော့စမီလုပ်ထားတယ်ပြီးတော့ I'm doing this for me ဒီ iPhone ကစမီအဖေအတွက် daddy ကကြတော့အများတန်းလေသူ့သမီးတွေကိုညီမတွေအကုန်လုံးတိုင်းက daddy က iPhone လေးဝယ်ထားပြီးရဲ့နောက်ပေါ်တိုင်းနဲ့ဝယ်ပြီးအဲ့လိုနောက်ဆုံးထွက်တိုင်းဝယ်ပြီးရဲ့ဆိုတော့ daddy ကသူကင်တဲ့ဖုန်းလေးဆိုလို့ရှိရင် Android ဖုန်းအစုပ်လေးလားမသိကင်တယ်ဆိုတော့ daddy ကိုဒီဖုန်းဝယ်ပေးဖို့ရအောင်ဝယ်ပေးဖို့လုပ်ထားတယ်ပြီးလို့ရှိရင်ဒီအောက်မှာtrip with my best friend childhood friend ဆိုရစမီတို့တငယ်ချင်းနဲ့ဒီနေ့ထဲမှာတွေ့မယ်ဆိုပြီးလှုပ်ထားတယ်2026မှာရအောင်တွေ့မယ်ဆိုပြီးစမီတို့လှုပ်ထားတယ်ပေါ့နော်ပြီးတော့တရုတ်စာတင်ဖို့လှုပ်ထားတယ်ဘာလို့လဲဆိုတော့စမီရဲ့အလုပ်ပတ်ဝန်းကျင်မှာရောစမီပေါင်းနေတဲ့တငယ်ချင်းတွေအကုန်လုံးကတရုတ်ဆိုတော့တရုတ်စာကိုအရင်မပြောတတ်ရင်တော့မှသမင်းစားရေကြောက်လောက်တင်မယ်ဆိုပြီးစမီလှုပ်ထားတယ်ဒီဟာကစမီတတ်နိုင်ဆုံးအိမ်ဝါအိမ်မယ်ဆိုရေးထားတာပြီးတော့ဒီမှာစမီ skin care တွေလုပ်မယ်ဟာကစမီဒီနေ့ထဲမှာ gym ဆော့မယ် gym သွားတာကိုကိုယ့်ရဲ့တာဝန်လို့မဟုတ်ဘဲနဲ့ပျော်ပျော်ရွှင်ရွှင်လေးလုပ်သွားခြင်းဒီမှာစမီရေးထား my body is strong consistent and confident and enjoy my workout ဆိုပြီးတော့စမီလုပ်ထားဒီဟာကြံဒီဟာက YSL တောက်ဖက် heels ပေါ့နော်ဒါစမီအရန်ကြိုက်တယ်ဟိုညီကလည်းလိုချင်တယ်ဝယ်မယ်ဆိုပြီးတော့မဝယ်ဖြစ်တဲ့အရာဖြစ်တယ်ပြီးတော့သူကစီးနည်းနည်းများရယ်ပေါ့ဒီဟာကိုဝယ်လိုက်ခြင်းအဖြစ်ပေါ့နော်ကိုစူးစမ်းခဲ့တာကိုတတိပေးဖို့ပေါ့နော်ငါတို့စူးစမ်းခဲ့ငါတို့စူးစမ်းခဲ့ပါလားငါတို့ဖြစ်နေလောက်ခဲ့ပါလားဆိုတဲ့ဟာတတိပေးဖို့ဖြစ်တယ်စမီလောက်တာတော့နည်းနည်းနောက်ကျသွားတယ်အများပိုင်းကနှစ်ကုန်ခန်းကြီးတို့နှစ်အစမှာလောက်ဖြစ်ကြများရယ်ပေါ့နော်စမီကနည်းနည်းနောက်ကျသွားတယ်အခုကမိသေးရယ်ပေါ့နော်2026ကတလပိုင်းပဲကုန်သေးရဆိုတော့ကိုမှ17လချန်သေးရယ်အဲကြောင့်မို့လို့vision board လုပ်ဖို့အတွက်စမီအများကြီး recommend ပေးပါတယ် vision board လုပ်ရင်းနဲ့ကိုယ့်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်နိုင်ကြပါစေနော်ကဲအဲ့ဆိုရင်စမီရဲ့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက် vlog တွေကြပြန်တွေ့ကြမယ်နော် bye guys bye